မျိုးသားကိုစင်မြောင်ကိုအားလုံးကနားလည်ပေးတဲ့သူအဖြစ်ထင်ထားပေမဲ့လည်းဒီလောက်ထိရိုင်းဆိုင်လိမ့်မယ်လို့တော့မထင်ထားခဲ့ကြပါဘူး။တခါမှမကြားဘူးတဲ့အစဲစကလုံးတွေကိုတန်းစီပြီးတော့ပြောသွားခဲ့ပြီးတရားစွဲမယ်ဆိုတဲ့စကားနဲ့ပြောသွားပေမဲ့ပန်းတင်းစေခြင်းအဲ့ဒီရိုက်တဲ့နေကြမတင်ပါနဲ့ညီမလေးရေလို့ပြောပါမယ်။ခင်ဗျားမသိလား။ခင်ဗျားရိုက်တာမတကားခိုးရိုက်တာလေအမကျွန်မဒါကိုရိုက်ပါမယ်လို့ခင်ဗျားခွင့်တောင်းလား။ခင်ဗျားရိုက်တာကျွန်တော်မသိဘူး။ကျွန်တော်ဆောက်လို့တွေရှုံတာခင်ဗျားတို့ဆောက်လို့အားနေမှာမဟုတ်ဘူး။အော်ညီမလေးရိုက်တာကျွန်တော်မသိဘူးလေဗျာ။ခင်ဗျားမခိတ်ခရိုက်တယ်ခင်ဗျားတို့ဘာလိမ့်ချရိုက်တာလဲ။မမခိုက်ခရိုက်တာလေခင်ဗျားတို့ဗျာ။ပရိုက်တာမင်းအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီ YouTube ပိုင်းကြီးပါအကုန်လုံးသိကြတဲ့အတိုင်းပဲဗျာဒီပရိုက်တာမင်းသမီးမက်ခိုင်နှင်းဝင်ရဲ့ပေါ့နော်ဒီ330မှာလွှဲမိတဲ့ပြဿနာအခုချိန်ထိကိုမပြီးဆုံးသေးဘူးပေါ့နော်နောက်ပြီးကျတော့ဒီသူ့ရဲ့ခင်မွန်းတယ်လားပါလားပေါ့နော်ဒီပုံပြောထားတဲ့ပေါ့နော်အခြေတင်စကားအခြေတင်ဖြစ်တာတဲ့ဒီဗီဒီယိုဖိုင်တွေလည်းပဲပေါ်ထွက်လာတယ်ပေါ့နော်အဲ့ကိစ္စပြဿနာပူပြီးတော့တက်သွားတယ်ပေါ့နော်အဲ့ဗီဒီယိုဖိုင်လေးလည်းပဲဒီဗီဒီယိုရဲ့နောက်မှာပါတယ်ပေါ့နော်နောက်ပြီးကျတော့ဒီမက်ခိုင်နှင်းဝင်ရဒီ330လောက်နဲ့ရောနာမည်ပြတ်ခံမလားပေါ့နော်ကျွန်တော်လည်းတည်တည်ချာချာတော့မသိဘူးပေါ့နော်အကုန်လုံးကြီးစုသူတွေရောဘယ်လိုမျိုးထင်မြင်လဲပေါ့နော်ဒီရတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဘယ်လိုလဲကျွန်တော်လည်းပဲဒီ video file လေးကိုတွေ့လို့ပေါ့နော်ဒီ video file လေးမှာတော့တော်တော်စုံလေးပြောထားတယ်အဲ့တော့ကျွန်တော်ဒီ video file လေးကိုအကုန်လုံး reaction လုပ်ပေးမယ်ဒီ video file လေးရဲ့နောက်မှာလည်းပဲသူတို့ဖုံးပြောပြီးချိန်တင်ဖြစ်တာတယ်ပေါ့နော်အားကြီးလည်းပဲပါတယ်ပေါ့နော်အဲ့ဒါတစ်ဆက်တည်းကြည့်မယ်အဲ့တော့ဒီ video file လေးကိုကျွန်တော်တို့ကြည့်ကြမယ်ဗျာ။တိုင်းဝင်တဲ့ကိုစင်မြောင်တို့က LGBT ဇုံနယ်လေးဖြစ်ပြီးသူတို့နှစ်ယောက်ကြားမှာနားလည်မှုတွေနဲ့ရှေ့ဆက်လာခဲ့ကြတာပါ။ခိုင်နှုတ်ရဲ့ဘေးမှာကိုစင်မြောင်ကိုမကြာခဏကြွရလေးရှိပြီးတယောက်နဲ့တယောက်အရန်ချစ်ကြသလိုခိုင်နှုတ်ရဲ့ပရဟိတအလုပ်တွေကိုလည်းမကြာခဏလုပ်ကူလေးရှိပါတယ်။ကိုစင်မြောင်ကမြို့သားတယောက်မဟုတ်ပဲဂျုံမိုင်းတယောက်ဖြစ်ပေမဲ့ယောက်ျားတစ်ယောက်လိုအားကိုးရတဲ့အကြောင်းပရဟိတအလုပ်တွေအနုပညာအလုပ်တွေနဲ့အချိန်မအားတဲ့ခိုင်နှုတ်ကိုနားလည်မှုပေးတဲ့အကြောင်းထုတ်ပြောတတ်တဲ့သူဖြစ်ပါတယ်။ခိုင်နှုတ်ကကလေးတွေကိုထိရင်လည်းမကြိုက်သလိုကိုစင်မြောင်ကိုထိရင်လည်းမကြိုက်ပါဘူး။ကိုစင်မြောင်ကစီဝိုင်းသမားတယောက်ဖြစ်ပြီးဘေးနားကနေကူညီပေးနေလို့ပါရမီဖြစ်ဘက်ကောင်းလို့ထင်ကြပါတယ်။ဒါပေမဲ့ဒီရက်ပိုင်းအတွင်းမှာတော့ခိုင်နှုတ်ရဲ့ခမွန်းတန်နဲ့ပတ်သက်ပြီးရိုင်းဆိုင်တဲ့အတန်းဖိုင်တွေပါပေါ်ထွက်လာခဲ့တာကြောင့်အားလုံးကအံ့ဩနေကြရပါတယ်။အတန်းဗီဒီယိုဖိုင်ထွက်လာတာပေါ့နော်သူ့ရဲ့ပြောဆိုမှုတွေပေါ့နည်းနည်းလေးတော့သူတို့ဘယ်လိုပြောရမလဲစကားအခြေအနေဖြစ်တာတော်တော်လေးဆိုစိုးစိုးလေးပေါ့နော်ဖြစ်သွားတယ်ဒီအကြောင်းတွေကိုတော့ပန်းလာရောင်ဆိုတဲ့တယောက်ဆောင်တယောက်ကဖော်ထုတ်လာခဲ့ပြီးဟန်ဆောင်ထားတဲ့မျက်နှာဖုံးတွေကွာကြလာခဲ့ပါတယ်ပန်းလာရောင်က AR တိုင်းမှာအေးဘေးကူညီတော့ငါခိုင်နှုတ်ရဲ့လက်ကိုကင်ပြီးတော့ဆူတောင်းပေးခဲ့ပူပါတယ်ခိုင်နှုတ်ကိုဒီထက်မကအောင်မြင်စေဖို့အတွက်စေတနာနဲ့ဆူတောင်းပေးပြီးကမ္ဘာကျော်ပရဟိတမျိုးသမီးကြီးဖြစ်ပါစေလို့လည်းပါဝင်သွားခဲ့ပါတယ်အဲ့ဒီဗီဒီယိုလေးကိုတော့ပန်းလာရောင်ကသူ့ရဲ့အကောင့်မှာတင်လိုက်ပါတယ်တင်လိုက်တာကလည်းခိုင်နှုတ်ကိုလေးစားတာကြောင့်ဖြစ်ပေမဲ့ခိုင်နှုတ်ရဲ့အမျိုးသားဖြစ်တဲ့ကိုစင်မြောင်ကတော့မမရင်ရင်နေဆဲဆိုသွားခဲ့ပါတယ်ပန်းလာရောင်ကခိုင်နှုတ်ရဲ့လက်ကိုကင်ပြီးတော့ဆူတောင်းပေးနေတဲ့ဗီဒီယိုဖိုင်ကလူကြည့်များသွားခဲ့ပြီးဝေဖန်မှုတွေလည်းထွက်လာခဲ့ပါတယ်ဒါကြောင့်ကိုစင်မြောင်ကပန်းလာရောင်ကိုခွင့်ပြုချက်မရပဲတရားကောင်းလားဆိုပြီးတော့ပြဿနာရှာခဲ့ပါတယ်ပန်းလာရောင်ကိုမကြောက်မနာတာစကားလုံးတွေနဲ့အပါတရားပြောဆိုပြီးတော့တရားစွဲမယ်ဆိုပြီးတော့လည်းချင်းချောက်သွားခဲ့ပါတယ်ခိုင်နှုတ်ရဲ့အမျိုးသားကိုစင်မြောင်ကိုအားလုံးကနားလည်ပေးတဲ့သူအဖြစ်ထင်ထားပေမဲ့လည်းဒီလောက်ထိရိုင်းဆိုင်လိမ့်မယ်လို့တော့မထင်ထားခဲ့ကြပါဘူးတခါမှမကြားဘူးတဲ့အစဲစကားလုံးတွေကိုတန်းစီပြီးတော့ပြောသွားခဲ့ပြီးတရားစွဲမယ်ဆိုတဲ့စကားနဲ့ပြောသွားပေမဲ့ပန်းလာရောင်ကတော့ကောင်းကောင်းမွန်မွန်ကြုံရန်ခဲ့ပါတယ်ဟုတ်တယ်ဗျအဲ့ video file ထဲမှာဘယ်လိုပြောရမလဲတော်တော်ကြမ်းကြမ်းပြောတာပေါ့နော်ဘာဖြစ်လို့မြန်သူတို့ဒီလောက်ထိဒီပေါက်ကွဲနေရပြီးတော့ဒေါသတွေဒီလောက်ထွက်နေရလဲကျွန်တော်လည်းစဉ်းစားလို့တော့မရဘူးပေါ့နော်သူတို့ပြောတာဒီ video file ကြအောက်မှာပေါ့နော်ဝင်ဆဲတဲ့သူတွေများလို့ဆိုပြီးတော့ဒေါသတော်တော်လေးထွက်နေတယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်ထိရောဒေါသထွက်เสียလိုလို့လားပေါ့နော်ပန်လာရောင်ကကိုစင်မြောင်ကိုတရားစွဲဖို့စိတ်ကူးရှိပေမဲ့ဖုံဖုံကတော့သူ့အကုသိုလ်နဲ့သူသွားလိုက်မယ်လို့ပြောတာကြောင့်တရားမစွဲဖြစ်တော့ပါဘူးခိုင်နှုတ်ရဲ့အမျိုးသားကိုစင်မြောင်ဆက်ဆူထားတဲ့အတမိုင်းကိုပန်လာရောင်ကတင်မိထားပြီးသူတို့နဲ့ရဲ့မျက်နှာဖုံးကိုခွာချလိုက်ပါတော့တယ်ကလေးများစွာကိုမွေးစားထားပေမဲ့သူတို့ရဲ့အပြောဆိုတွေကတော့နားထဲမှာမကြားရလောက်အောင်ရိုင်းဆိုင်နေပြီးဒီလိုစိတ်ထားနဲ့ဘလို့များပရဟိတတွေလုပ်နေလဲဆိုတာမေးစရာဖြစ်လာခဲ့ပါတယ်ကလေးတွေကိုလိမ္မာရင်ကျအောင်တင် जा ပေးရမှာဖြစ်ပေမဲ့အရင်ရင်ဆိုင်တဲ့အတန်ဖိုင်ကပေါ်ထွက်လာခဲ့တာဖြစ်ပြီးကင်မရာနောက်ကွယ်မှာဒီလိုအကျင့်တွေရှိပါလားဆိုတာအားလုံးကသိသွားကြပါတော့တယ်ပန်းလာရောင်ကတော့ခိုင်နှုတ်ရဲ့ဘေးမှာရှိတဲ့သူရဲ့ကြောက်စရာမျက်နှာဖုံးအကြောင်းကိုအားလုံးသိအောင်ပြောပြလိုက်ကြပါခိုင်နှုတ်ကလက်ရှိမှာလဲငွေသိန်း30ကိစ္စနဲ့နာမည်ပြတ်နေရပြီးသူ့နောက်မှာရှိတဲ့လူတွေကလည်းတစိမ့်တစ်ပိုင်းပါဝင်နေတယ်ဆိုတာကိုဖော်ပြချင်တာဖြစ်ပါတယ်အရင်ကတော့ခိုင်နှုတ်ကသူ့ရဲ့အမျိုးသားကိုစင်မြောင်ရဲ့ကောင်းကြောင်းတွေကိုမကြာခဏအမွှန်းတင်ပြီးတော့ပြောလို့ရှိပါတယ်ဂေဟာကကလေးတွေကတာသမီအရင်မဟုတ်ပေမဲ့ကိုစင်မြောင်ကချစ်ပေးလေးရှိပြီးအမျိုးသားတယောက်မဟုတ်ပေမဲ့ချစ်ချင်းမြတ်တာတွေပေးနိုင်တာကြောင့်သူ့အတွက်လက်တွဲပေါ်ကောင်းဆိုပြီးတော့ပြောခဲ့သူပါအခုတော့ခိုင်နှုတ်ရဲ့အမျိုးသားကိုစင်မြောင်ကပရဟိတမိခင်ကြီးရဲ့ပါရမီဖြစ်ဖြစ်နေပြီးမထင်ထားလောက်ရိုင်းဆိုင်နေတာကိုအားလုံးသိသွားကြပါတော့တယ်အမျိုးသားတယောက်မဟုတ်ပေမဲ့အမျိုးသားတွေတောင်မပြောရတဲ့ဆဲစကလုံးမျိုးစုံကိုပြောနေတတ်တာကြောင့်ခိုင်နှုတ်ရဲ့ကြောင့်ဘလို့ဖြစ်ရှင်းအောင်မလဲဆိုတာကိုလည်းသိကျင်နေကြပါတယ်ပရဟိတမိခင်ကြီးရဲ့ပါရမီဖြစ်ဆိုပြီးဟန်ဆောင်ကောင်းနေပေမဲ့မျက်နှာဖုံးတွေကွာကျလာတဲ့ခိုင်နှုတ်ရဲ့အမျိုးသားအပေါ်ပြည်သူကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ကြပါဦးဒီဗီဒီယိုပြန်လေးမှာတော့တော်တော်လေးကိုဘယ်လိုပြောရမလဲနားကြားလို့တင့်တော်တဲ့စကားလုံးတွေပါဝင်နေပေါ့နော်ဟ
လို ဟယ်လို အမဒီနေ့ဘယ်ချိန်ဆက်နေဘယ်ချိန်ဘယ်မှာရှိပါလဲခင်ဗျာ အခုပြောနေတာဘယ်သူပါလဲရှင် အမကန်နေပြိုက်တဲ့နေရပါ ဩအခုဟို အမ ဟာ ဒီ လေး ဒီရချိတ်တယ်အမဘယ်လိုရှင်ပြန်လုပ်ပြီးမှလဲကျွန်တော်တို့ အခုရေဟိုဟာလေမတ်ခိုင်နေဝေကိုညီမဓာတ်ပုံတင်တဲ့ကိစ္စကလေအဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးအဲ့တော့ညီမဖြတ်တော့ဖြတ်ပေးပြီးသွားပြီပေါ့နော်တစ်တော်မှာပေါ့နော် အမမလုပ်ပေးနိုင်ဘူးလားရမလုပ်ပေးနိုင်ကျွန်တော်တရားဆွဲမှာရတယ်အမကျွန်တော်တခုမှမေးတာအမအဲ့ကျွန်တော်အဲ့မှတန်ကျွန်တော်တရားဆွဲမှာဟုတ်ပြီတော့မလုပ်ပေးနိုင်လည်းဘာမှမဖြစ်ဘူးခင်ဗျာမင်းကပြောပြီးတောင်းမှမယ်ဆိုလို့ကျွန်တော်ပြောတာလေ မှန်တယ်လေကိုမနေ့က အမလုပ်လိုက်ပါဟုတ်အဖတခုပဲပြောလိုက်လုံးမလားမလုပ်ဘူးလားတခုပဲပြောလိုက် မနေ့ကအခုကညီမပြောပြမယ်နော်အခုညီမမနေ့ကပရာဟိတလုပ်နေတဲ့အချိန်မှာအခုညီမပြောလိုက်တာမှန်တယ်မနေ့ကပရာဟိတလုပ်နေအခုကညီမပရာဟိတလုပ်နေ ဟုတ်ခင်ဗျာလုပ်ပေးမှလားမလုပ်ပေးဘူးလားတခုပဲပြောကျွန်တော်မီဒီယာလည်းချိန်ပြီးသွားပြီခင်ဗျာလုပ်ပေးမှလားဘယ်တော့ကျွန်တော် post ရမှာလားတရားဆွဲရမှာလားကျွန်တော်ခုလုံးလုံးမှာနော် ဩဟုတ်ကဲ့ ကျွန် ပါ တော်အချိန်မရဘူးကျွန်တော်တို့အခုဘာလုပ်ပေးမှလဲဖြေမှလားမဖြေဘူးလားတခုပဲပြောလိုက် မဟုတ်ဘူးလေအကိုတို့ဘယ်လောက်နင်းနာသွားလို့လည်းမသိဘူးရှင်ညီမကတော့နင်းနာဘာမှမလုပ်လိုက် ခင် ဘူး ဗျာတော့မင်းနာ နော်အဲ့ဒီကစပြီးတော့ဒေါသတွေထွက်ပြီးတော့ကြမ်းတော့တာပဲပေါ့နော်ဘယ်လိုမျိုးအခြေအနေလဲတော့ကျွန်တော်လည်းပဲသိချင်တော့မသိဘူးနော်ဒါပေမဲ့လေကျွန်တော်လည်းစိတ်ဆိုးရင်တော့ဘယ်လိုပြောရမလဲအဲ့လိုမျိုးတွေပြောချင်ပြောမိလိမ့်မယ်ပေါ့နော်ဒါပေမဲ့သူတို့လူမျိုးအနေထားနဲ့သူတို့လူမျိုးလူတယောက်ဆိုလို့ရှိရင်တော့စကားပြောဆိုပါညာထိမ့်သိမ့်တင်တာပေါ့နော်သူများကြီးထပ်ပို့ပြီးတော့ဘာလို့ဆိုတော့ကိုယ့်ရဲ့ဒီ brand ရှိတယ်ပေါ့နော်အဲ့လိုမျိုးလူတယောက်ကဒီလိုမျိုးစကားကြီးအားကြမ်းကြမ်းတန်းတန်းကြီးတွေပြောပြီးတော့ဒီလိုမျိုးကြီးပေါက်ကြားသွားတဲ့ခါမျိုးကြတော့အဆက်ကွဲတာတယ်ပေါ့နော်ကိုယ့်ရဲ့ခုံသိက္ခာကြီးတအားကြားဆင်းသွားတာဗျ ဟုတ်လေကျွန်တော်အောက်မှာတဲခံရမှမတွေ့ဘူးလားကျွန်တော်ခင်ဗျားလည်းစိတ်ဝင်စားခင်ဗျားဘာမှလည်းသူတော်ကောင်းမှလည်းမဟုတ်ပဲဘာကိစ္စစုတောင်းဘာလျှောက်တင်တာလဲခင်ဗျားရှင်လည်းလုပ်ပြီးဆိုပြင်ပါပဲတင်ပြီဘာလို့ဒါတင်ကြလို့ဒါတင်ဒါဖြစ်မယ်မသိဘူးလားခင်ဗျားဒီတက်ရွယ်နဲ့ အခုဆူတောင်းတဲ့ဟာလက်ကလေးလက်အုပ်လေးချီအောင်ဗုဒ္ဓဘာသာတရားအနေနဲ့ကြိုင်တာ ဟုတ်လေအခုခင်ဗျားပေးမှတန့်ရတဲခံရခင်ဗျားတွေ့ပါရဲ့တွေ့တယ်မလားမတွေ့ဘူးလားတွေ့လားကျွန်တော်အဲ့ခင်ဗျားပြန်ပို့ပြရမှာလားအသေးခံရခင်ဗျားတွေ့လား အခုညီမပြောပြလို့သိလားညီမ ဟု ပြော တ် ပြ ခင်ဗျားမဟုတ်ကျုပ်ကိုအေးရတယ်မဟုတ်ခင်ဗျားဖြေပါလားမဖြေဘူးလားနေဒီပြရတယ်အခုညီမကျွန်တော်လည်းချိန်မရဘူး မနေ့ကညီမအခုမနေ့ကညီမအခုတပလေပို့စုပတ်ဆက်ဆဲသွားရယ်နော်ပြီးတော့လေဟိုဟာဗာလေအခုသူတော်ကောင်းမိုင်လည်းပြောတယ် ခင်ဗျားတော့ပြင်မကြည့်လို့ဆဲရတာလေခင်ဗျားဘာကိစ္စတောင်တက်ပေါ်ရပြီးတင်နေခင်ဗျားဘာကောင်းမှမလို့ဒါကိုစုတောင်းပြီးတင်ရခင်ဗျားသူတော်ကောင်းမှဘာသူတော်ကောင်းမှမလို့လေခင်ဗျားကျုပ်ကတင်ပါလို့ခွင့်ပြုချက်ပေးလား အခုညီမပြောပြမယ် နေရပဲတင်တဲ့အတွက်ကျုပ်ကတရားဆွဲမှာခင်ဗျား မတင်စေခြင်းအဲ့ဒီရိုက်တဲ့နေရမတင်ပါနဲ့ညီမလေးရေလို့ပြော ခင် ပါ ဗျား မယ် ရိုက်တယ်မှမသိလားခင်ဗျားရိုက်တယ်မှတခါခိုးရိုက်တယ်လေအမကျွန်မဒါကိုရိုက်ပါမယ်လို့ခင်ဗျားခွင့်တောင်းလားခင်ဗျားရိုက်တာကျုပ်တို့မသိဘူးကျုပ်ကစောက်လို့တွေရှုပ်တာခင်ဗျားတို့စောက်လို့အားနေတာမဟုတ်ဘူး အော်ညီ ခင် မ ဗျား ပြော ရိုက်တာကျုပ်တို့မသိဘူးလေဗျာခင်ဗျားဘာကိစ္စရိုက်တယ်ခင်ဗျားကျုပ်ကဘာကိစ္စရိုက်တာလဲ မမ ဘာကိစ္စရိုက်တာလဲခင်ဗျားတို့ မ ခင် မ ဗျား ပရိုက်တာမင်းသမီးတယောက်နော်အကုန်လုံးတက်ပုံတွဲရကြရပြီ ဘာဖြစ်လဲဘာဖြစ်လဲအေးရိုက်တယ်ခင်ဗျားဘာကိစ္စတင်လဲဒါတင်ဒါဖြစ်တော့လူလိုနားမယ်လားခင်ဗျားကိစ္စအကြီးကားလားဘုခင်ဗျားခုဖြေပါလားမဖြေဘူးလားကျုပ်ဖြေလို့ရတယ်ကျုပ်တရားဆွဲမှာခင်ဗျားကိုကျုပ်တော့ကဖြေကြီးခင်ဗျားပုံစံမဆက်ပြောမှာအခုလည်းဖြေမှာခင်ဗျားကို လောက်ပါအခုလို့လောက်ပါ ခင်ဗျားဖြေပါလားမဖြေဘူးလား ညီမမေတ္တာတရား ဖြေ ကြီး ဖြေလို့မ မေတ္တာတရား ဖြေ ကြီး ဖြေ နော် ကောင်မနေနေလည်းတွေ့မယ်တရားရုံးမှာဖြေဖြေလို့မ အေးမေတ္တာတရား ဖြေ ကြီး ဖြေကောင်မ ဗီဒီယိုဖိုင်လေးရတော့ဒီလောက်ပဲပြတော့မယ်ဒီနောက်မှာလည်းကြံသေးတယ်ပေါ့နော်ဒီနောက်ကဟာတွေကဒီထက်ပိုပြီးတော့ကြမ်းတဲ့အတွက်ကျွန်တော်ဒီမှာတော့ဆက်ပြီးတော့မပြတော့ဘူးဒါမှမဟုတ်ဒီဗီဒီယိုဖိုင်လေးစုံကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်ရဲ့ Facebook account ကိုလာခဲ့ပါပေါ့နော်ကျွန်တော် CV ကနေပြီးတော့ပို့ပေးမယ်ဒီဗီဒီယိုဖိုင်လေးကို description မှာပေါ့နော်ကျွန်တော်ရဲ့ Facebook link လေးချပေးထားမယ်ပေါ့အဲ့တော့ပြဿနာကြီးမားမားကြီးတော့မဟုတ်ဘူးပေါ့နော်တဖြည်းဖြည်းနဲ့ပြဿနာပို့ပြီးတော့ရှုပ်လာနိုင်တယ်ဒီပတ်ဆက်30ဆိုတော့လည်းပဲအရင်များတဲ့ပမာဏကြီးတော့မဟုတ်ပေါ့နော်အဲ့တော့ဒီပတ်ဆက်လောက်နေပေါ့နော်နာမည်ပြက်လက်မခံသင့်ဘူးကျွန်တော်လည်းပဲတည်တည်ချာတော့မသိဘူးเนาะဒီဗီဒီယိုဖိုင်လေးလိုက်ရှာရင်းနဲ့မှကျွန်တော်တွေးလို့ဆိုပြီးတော့ reaction ပြန်ပြီးလုပ်ပေးတာအဲ့တော့အကုန်လုံးရဲ့အမြင်ရောဘယ်လိုလဲဆိုတော့အောက်မှာရေးခဲ့ပေးကြပါအောင်ဗီဒီယိုဖိုင်လေးတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယို every တိတိစီတွေးလို့ရှိရင်လည်းပဲကျွန်တော်ထပ်ပြီးတော့ reaction လုပ်ပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ထားခဲ့ကြပါအောင်ခင်ဗျာအားလုံးချစ်ပါတယ် bye bye